အာဖရိကနိုင်ငံများဖလားချန်ပီယံဆုကိုပြန်လည်အနှင်းဖို့စီနီဂေါအသင်းငင်းဆန်ဆဲဖြစ်ပြီးဆုဖလားကိုစစ်တပ်တစ်ခုတည်းပြောင်းရွှေ့ထားတယ်လို့သိရပါတယ်။လူမှုကွန်ရက်မှာစီနီဂေါအသင်းနီးပြပါပေကြောင်နဲ့စီနီဂေါစစ်သားများကင်မြောက်အောင်ပွဲခံနေတဲ့ပုံပြန့်နှံ့ခဲ့ပြီးနောက်အခုသတင်းတွေထွက်လာခဲ့တာပါ။ကျင်းပပြီးစီးခဲ့တဲ့2025အာဖရိကနိုင်ငံများဖလားမှာစီနီဂေါအသင်းကအချိန်ပိုသွင်းကိုနဲ့အနိုင်ရပိုဆွဲခဲ့ပေမဲ့နာကျင်အချိန်ပိုမှာအေရှီအသင်းဘက်ကပယ်နတီပေးတဲ့ဆုံးဖြတ်ချက်ကိုမကျေနပ်လို့ကွင်းထဲကနေထွက်ခွေတာဟာပြိုင်ပွဲစည်းမျဉ်းအရပြိုင်ဘက်အသင်းကိုအနိုင်ပေးတဲ့ပြစ်ဒဏ်ကိုအခုမှချမှတ်ခဲ့တာဖြစ်ပါတယ်။၎င်းပိုလူပွဲအပြီးမှာမော်ရိုကိုဘက်ကအယူခံဝင်ခဲ့တာဖြစ်ပြီးအာဖရိကဘောလုံးအဖွဲ့ချုပ်ကတော့အခုမှပိုလူပွဲရလဒ်ကိုပယ်ဖျက်ကမော်ရိုကိုအသင်းကို3-0မရှိနဲ့အနိုင်ပေးခဲ့တာပါ။စီနီဂေါသမ္မတဘက်စီရိုဒီရိုမာရီဖာရီကတော့ CAF ရဲ့ဆုံးဖြတ်ချက်ကိုပြစ်တင်ဝေဖန်ခဲ့ကနိုင်ငံတကာအားကစားခုံရုံးမှာတရားမျှတမှုရှာဖွေဖို့တိုက်တွန်းခဲ့ပါတယ်။